ဆုံးအချိန်ခက်ခဲတွေဖြတ်သန်းချိန်ကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူယေရှုအားငယ်တဲ့အချိန်တိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုယ်တော်ရှိကြောင်းသိစေတယ်လင်းတာတွေဖြေမလားဆူတောင်းတာတွေချမ်းချသခင်မျက်မှောက်ကအဝေးထွက်သွားပြီလားတွေ့နေမိပါတယ်မေကိုထုတ်မိလဲဘယ်တော့မှအဆိုးတော့မကြံစီဘူးယုံတယ်သခင်ယေရှုတော်ကျွန်တော်တွေ့လောက်ပြီသခင်ယေရှုတော်ရေတွေ့လို့မဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါသာရွှေကောင်းတဲ့အကျဉ်းစီနဲ့ပို့ဆောင်တဲ့သခင်ယေရှုတော်ကျွန်တော်တွေ့ဖို့ရှန်နေဝါမမောင်ဆုံးချိန်ခက်ခဲရဖြတ်တန်းချိန်ကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူယေရှုအားငယ်တဲ့အချိန်တိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုယ်တော်ရှိကြောင်းသိစေတယ်လင်းတာတွေဖြေမလားဆူတောင်းတာတွေကြမ်းကြသခင်မျက်မှောက်ကအဝေးထွက်သွားပြီလားငါတွေ့နေမိပါတယ်မေကုန်ထုတ်မိလဲဘယ်တော့မှအဆိုးတော့မကြံစီဘူးယုံတယ်သခင်ယေရှုတော်ကျွန်တော်တွေ့လောက်ပြီသခင်ယေရှုတော်ရေတွေ့လို့မဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါသာရွှေကောင်းတဲ့အကျဉ်းစီနဲ့ပို့ဆောင်တဲ့သခင်ယေရှုတော်ကျွန်တော်တွေ့ဖို့ရှန်နေသာရွှေကောင်းတဲ့အကျဉ်းစီနဲ့ပို့ဆောင်တဲ့သခင်ယေရှုတော်ကျွန်တော်တွေ့ဖို့ရှန်နေ